ကျမတိုက်ထဲမှာသူကရေချိုးလာရေချိုးကန်ငရင်ရလဲ3မိနစ်ပဲလောက်တာကိုကတော့ကိုတားတမိသွားပါပေါ့တားရေးဆိုခေါ်ရင်းနဲ့အဲ့ဒီနားလေးကျွန်တော်ရောက်ရောတိုက်ကြီးရလဲဟုတ်ဆိုပြိုတော့ရေချိုးကန်ကြီးကလည်းပြိုတော့သူကပသွားတာကိုရေချိုးကန်တယ်ကလေးလေးကတေးတော့နေမကြည့်ဘူးတိုင်လုံးကြီးနဲ့ခါချလိုက်တော့ခါပြတ်တော့နေရာတင်တေးတော့မသေးဘူးပေါ့နော်မအပြီမှာဒီလမ်းရောက်မှာတေးတော့ကလေးလေးငယ်တော့ပုံလေးဒါကငယ်လေးဒါလေးကကြီးလေးပေါ့ကျမတို့အိမ်ကတော့ဒီလိုလေးပေါ့ဗျာနှစ်ထပ်တိုက်ကလေးပစ္စည်းတော့ဒီတည်းကဘာတစ်ခုမှမရဘူး